ကြီးမားသောအပြောင်းအလဲသည်ခြေလှမ်းအသေးလေးမှစတင်သည်ကျွန်ုပ်တို့သည်အောင်မြင်မှုဟုပြောလိုက်လျင်ကြီးကျယ်ခမ်းနားသောရလဒ်များကိုသာပြင်းမြင်တတ်ကြသည်ကုမ္ပဏီကြီးတစ်ခုတည်ထောင်နိုင်ခြင်းကိုလေးချိန်ပေါင်း9ဆဲကျသွားခြင်းသို့မဟုတ်စာအုပ်တအုပ်ရေးသားပြီးစီးခြင်းစသည်ဖြင့်ပန်းတိုင်ကိုသာအာရုံစိုက်မိကြသည်ထိုအခါထိုကြီးမားသောပန်းတိုင်ကြီးသည်ကျွန်ုပ်တို့ကိုဖိအားပေးလာတတ်ပြီးငါရာကိုလုံနိုင်ပါမလားဆိုသည့်တန်တရားစိတ်ကိုမွေးဖွားပေးလိုက်သည်တကယ်တော့လောကကြီးတွင်မြည်သည့်အရာဝတ္ထုများရုတ်တရက်ကြီးမားလာခြင်းမရှိပါတစ်ပင်ကြီးတစ်ပင်သည်မြေကြီးထဲမှအစေအဆန်လေးဖြစ်စတင်ခဲ့သလိုရှည်လျားလာသောခရီးတစ်ခုသည်လည်းပထမဆုံးခြေလမ်းတစ်လမ်းမှသာစတင်ခဲ့ခြင်းဖြစ်သည်လူအများစုရှုံးနေရခြင်းအကြောင်းရင်းမှာအပြောင်းအလဲကိုအကြီးကြီးလှုပ်ချင်ကြခြင်းကြောင့်ဖြစ်သည်ဥပမာစာမဖတ်တတ်သူတစ်ယောက်ကတစ်နေ့ကိုစာမျက်နှာ90ဖတ်မိဟုစိတ်ကူးလိုက်သောအခါပထမ2ရက်တွင်လုံနိုင်တော်လဲတတိယမြောက်နေ့တွင်ပင်ပန်းလာပြီးလက်လျှော့လိုက်တော်သည်အမှန်တကယ်လှုပ်ဆောင်သင့်သည်မှာမိမိကိုမိမိဖိအားမပေးဘဲတစ်နေ့ကိုစာတစ်မျက်နှာပဲဖတ်မယ်ဆိုသည့်အသေးဆုံးခြေလှမ်းကိုလှမ်းခြင်းဖြစ်သည်ထိုအသေးစားခြေလှမ်းသည်အုံနောက်ထဲရှိကြောက်စိတ်ကိုမနှိုးစွပဲအလေးကျင့်တစ်ခုကိုလက်ခံလာအောင်လှည့်စားလိုက်ခြင်းဖြစ်သည်ခြေလှမ်းအသေးလေးများ၏ထူးခြားချက်မှာယင်းတို့သည်လှုပ်ဆောင်ရန်အလွန်လွယ်ကူလုံးတစ်ဖြစ်မလုပ်ဘဲနေဖို့တောင်ခက်ခဲနေခြင်းပင်ဖြစ်သည်လူအတော်များများက100%များတိုးတက်ခြင်းကိုအရေးမပါဟုထင်တတ်ကြသည်သို့သောတင်ချာနည်းအရာကြည့်မိဆိုလျင်ထိုသေးငယ်သောကိန်းကနန်းသည်အချိန်နှင့်ပေါင်းဆက်လိုက်သောအခါမယုံနိုင်စရာကောင်းလောက်အောင်ကြီးမားသွားတတ်သည်အကယ်၍တင်သည်တစ်နေ့ကို100%များသာပိုကောင်းအောင်စူးစမ်းမိဆိုလျင်တစ်နှစ်အကြာရက်ပေါင်း365ရက်ရောက်သောအခါတင်သည်ယခုရှိနေသည့်ထက်38ဆများပိုမိုတော်လာမည်ဖြစ်သည်ဤသည်ကို compound interest သို့မဟုတ်ဆင့်ပွားအကျိုးသက်ရောက်မှုဟုခေါ်ဆိုသည်အလေးကျင့်ကောင်းများသည်ငွေစုတကဲ့သို့ပင်ဖြစ်သည်ယနေ့စုလိုက်သောငွေတစ်ကျပ်သည်ဘာမှမဟုတ်တော့လဲ10စုနှစ်တစ်ခုကြာသောအခါအတိုးအညွတ်များနှင့်အတူတင့်ကိုကြွယ်ဝစေပါလိမ့်မည်သို့သောဤလန်းစဉ်တွင်စိတ်ပျက်စရာကာလဝယ်လီအော့ဒီ appointment တစ်ခုရှိနေတတ်သည်တင်သည်အလေးကျင့်ကောင်းများကိုရက်ပေါင်း30မြလှုပ်ဆောင်တော်လဲတိတာသောပြောင်းလဲမှုမရှိသေးဟုခံစားရနိုင်သည်ဂင်းကိုရေခဲတုံးအရေးပျော်သည့်ဖြစ်စဉ်နှင့်နှိုင်းယှဉ်ကြည့်ပါရေခဲတုံးတစ်ခုရှိသောအခန်းကိုအပူချိန်1ဒီဂရီချင်းစီမြင့်တင်နေသည်ဟုဆိုပါစို့အပူချိန်20-25-30ဒီဂရီထိတက်လာတော့လဲရေခဲတုံးကအရေးမပျော်သေးပါ30ဒီဂရီရောက်သည့်တိုင်ဘာမှမထူးခြားသေးတော့လဲ32ဒီဂရီအရေးပျော်မှတ်ရောက်သောအခါမှသာရေခဲတုံးသည်ရုတ်တရက်အရေးပျော်ကျသွားသည်ထိုအခါဘေးကမြင်သူများက32ဒီဂရီကြောင့်ဖြစ်သွားတာဟုထင်ကြတော့လဲတကယ်တမ်းမှာရှေ့ကစူးစီးလာသောဒီဂရီချင်းစီအားထုတ်မှုကြောင့်သာဖြစ်သည်တင်ဤစူးစမ်းမှုများသည်အချီးနှီးဖြစ်မသွားပါယင်းတို့သည်တိုးလောင်ထားသောစွမ်းအင်များအဖြစ်ရှိနေပြီးအချိန်တန်လျင်ပောက်ကွဲထွက်လာမည်ဖြစ်သည်ကျွန်ုပ်တို့သည်အရာရာကိုပြည့်စုံမှပါဖက်ဖြစ်မှစတင်ခြင်းကြသည်စာရေးမည်ဆိုလျှင်အကောင်းဆုံးကွန်ပျူတာအေဂျင့်သောအခန်းနှင့်စိတ်ကူးကောင်းများရမှရေးမည်ဟုစောင့်နေတတ်ကြသည်ဤဒီကိုစိတ်ပညာအရာကြံ့ကြာခြင်းဟုခေါ်သည်လူအတော်များများကစီမံကိန်းဆွဲနေခြင်းစာအုပ်များလိုက်ဖက်နေခြင်းကိုအလုပ်လုပ်နေသည်ဟုထင်တတ်ကြတော့လဲယင်းတို့သည်မိုးရှင်းလှုပ်ရှားမှုမျှသာဖြစ်သည်တကယ်အရှင်လှုပ်ဆောင်ချက်မှာမူစာတစ်ကြောင်းကိုချရေးလိုက်ခြင်းသာဖြစ်သည်ရလက်ကောင်းခြင်းလျင်ပြည့်စုံမှုကိုမစောင့်ပါနဲ့စုပ်ပြတ်တတ်နေသောအစာပြုခြင်းသည်မြည်သည့်အခါမျှစတင်ခြင်းမရှိသောစိတ်ကူးယဉ်ခြင်းထက်အစာပေါင်းများစွာသာလွန်သည်အစာပြုရန်ခက်ခဲနေသူများအတွက်2မိနစ်နီးယာမတ်ကိုအသုံးပြုသင့်သည်မြည်သည့်အလေးကျင့်ကိုမဆိုစတင်သည့်အခါ2မိနစ်ထက်ပိုမကြာစေရဟုကန့်သက်ထားပါဥပမာလေ့ကျင့်ခန်းလုပ်မည်ဆိုလျင်လေ့ကျင့်ခန်းဝတ်စုံလဲခြင်းအတွက်ပဲ2မိနစ်ပေးပါစာဖတ်မည်ဆိုလျင်စာတစ်မျက်နှာဖတ်ခြင်းအတွက်ပဲ2မိနစ်ပေးပါလူအများစုက2မိနစ်လုပ်ပြီးလျင်ဆက်လုပ်ခြင်းစိတ်ပေါ်လာတတ်ကြသည်အဓိကမှာစတင်ခြင်းစတတ်တင်သည့်အခက်ဆုံးဖြစ်သောကြောင့်ထိုအတားအဆီးကိုအနှိမ့်ဆုံးထိလျှော့ချပစ်ခြင်းဖြစ်သည်တင်သည်အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ထက်ပုံမှန်လုပ်ဖြစ်အောင်အရင်ကြိုးစားရပါမည်မရှိသောအရာကိုပိုကောင်းအောင်ပြင်၍မရပါထို့ကြောင့်အရင်ဆုံးရှိအောင်စတင်အောင်လုပ်ပါထို့နောက်မှဖြည်းဖြည်းချင်းအဆင့်မြင့်တင်သွားပါလူအတော်များများကအပြောင်းလဲတစ်ခုလုပ်တော့မည်ဆိုလျင်စိတ်တက်ကြွမှု motivation ကိုအားကိုးတတ်ကြသည်ခွန်အားပေးဗီဒီယိုတစ်ခုကြည့်လိုက်ရချိန်သို့မဟုတ်စာအုပ်တစ်အုပ်ဖတ်ပြီးစအချိန်တွင်စိတ်တက်များအလွန်မင်းတက်ကြွနေတတ်သည်ထိုအချိန်တွင်ငါတော့တစ်နေ့ကို3နာရီစာဖတ်တော့မယ်မနက်တိုင်းပြေးတော့မယ်ဟုဆုံးဖြတ်ချက်ကြီးကြီးမားမားချလိုက်ကြသည်သို့သောပြဿနာမှာ motivation သည်ရာသီဥတုကဲ့သို့ပင်ဖြစ်သည်တရက်တွင်နေတာတော့လဲနောက်တရက်တွင်မိုးရွာနိုင်သည်စိတ်တက်ကြွမှုသည်တင့်ကိုလမ်းစတင်စေနိုင်တော့လဲခီးဆုံးအထိခေါ်ဆောင်သွားနိုင်သည့်အင်ဂျင်မဟုတ်ပါစိတ်တက်ကြနေသည့်နေ့ပင်ပန်းနေသည့်နေ့သို့မဟုတ်အလုရှုပ်နေသည့်နေ့များတွင် motivation သည်ပျောက်ကွယ်သွားတတ်သည်ထို့ကြောင့် motivation ကိုသာအားကိုးနေသူသည်စိတ်ပါမှအလုပ်လုပ်သူဖြစ်သွားပြီးရေရှည်တွင်ဘာမှဖြစ်မြောက်လာမည်မဟုတ်ပါအလေးကျင့်တစ်ခုသည်မတော်တဆဖြစ်လာခြင်းမဟုတ်ပဲအဆင့်၄ဆင့်ရှိသောစက်ဝိုင်း habit လို့အတိုင်းလည်ပတ်နေခြင်းဖြစ်သည်တဲ့အချက်ပေးခြင်းအုံနောက်ကိုအလုပ်လုပ်ဖို့သတိပေးလိုက်ခြင်းဥပမာဖုန်းမြည်တမ်းကြားခြင်း2တောင်းတခြင်းထိုအရာကိုလှုပ်ချင်စိတ်ပေါ်လာခြင်းဥပမာဘသူပို့တာလဲသိချင်ခြင်း3တုံ့ပြန်ခြင်းလက်တွေ့လှုပ်ဆောင်လိုက်ခြင်းဥပမာဖုန်းကိုကောက်ကင်ကြည့်ခြင်း4
ဆုလတ်လှုပ်ပြီးသွားသည့်အခါရရှိသည့်ကျေနပ်မှုဥပမာ message ဖတ်လိုက်ရ၍စိတ်အေးသွားခြင်းတင်သည်အလေးကျင့်ကောင်းတစ်ခုကိုတိဆောက်ခြင်းလျင်ဤလေးစင်ကိုနားလည်ရပါမည်အချက်ပေးမှုကိုထင်ရှားအောင်လုပ်ပါတောင်းတမှုကိုဆွဲဆောင်မှုရှိအောင်လုပ်ပါတုံ့ပြန်မှုကိုလွယ်ကူအောင်လုပ်ပါဆုလတ်ကိုကျေနပ်စရာဖြစ်အောင်ဖန်တီးပါအောင်မြင်သူနှင့်ရှုံးနိမ့်သူနှစ်ဦးစလုံးတွင်တူညီသောပန်းတိုင်ရှိတတ်ကြသည်ဥပမာအပြေးပြိုင်ပွဲဝင်သူတိုင်းသည်ပထမရချင်ကြသည့်ချီးပင်သို့သောပထမရသွားသူမှာပန်းတိုင်ကိုမျှော်ကြည့်နေသူမဟုတ်ဘဲနေ့စဉ်လေ့ကျင့်ရေးစနစ်ကိုကောင်းမွန်အောင်တည်ဆောက်ထားသူသာဖြစ်သည်ပန်းတိုင်သည်လားရကိုပြသတော်လဲစနစ်သည်သာတိုးတက်မှုကိုဖြစ်စေသည်ပန်းတိုင်ကိုပဲအာယုံဆိုင်လွန်းလျင်လင်းကိုမအောင်မြင်မချင်းတင်သည်ပျော်ရွှင်မှုနှင့်ဝေးကွာနေပါလိမ့်မည်ငါပန်းတိုင်ရောက်မှပျော်ရွှင်မဲ့ဟုသတ်မှတ်ထားခြင်းသည်ကိုထောင်ချထားခြင်းနှင့်တူသည်စနစ်ကိုအာယုံဆိုင်သူမှမူနေ့စဉ်လှုပ်ဆောင်ချက်လေးများပြီးမြောက်နေခြင်းအပေါ်၌ပင်ပျော်ရွှင်မှုကိုရှာဖွေတွေ့ရှိနိုင်ပါသည်အလေးကျင့်တစ်ခုစတင်ရန်အကောင်းဆုံးနည်းလမ်းမှာတင်ကျွမ်းတဝင်ရှိပြီးသားအလေးကျင့်ဟောင်းတစ်ခုကိုအခြေခံပြီးအသစ်တစ်ခုကိုဆက်တွဲလိုက်ခြင်းဖြစ်သည်ဂင်းကို habit စတက်ကင်းဟုခေါ်သည်ပုံသေးထဲမှာအလေးကျင့်ဟောင်းလုပ်ပြီးတာနဲ့အလေးကျင့်တစ်ကိုလုပ်မယ်ဟူ၍ဖြစ်သည်ဥပမာငါမနက်တိုင်းကော်ဖီဖြော်ပြီးတာနဲ့အဟောင်း1မိနစ်လောက်တရားထိုင်မယ်အသစ်ဤနည်းလမ်းသည်အုံနောက်ထဲတွင်ရှိနေပြီးသားအာယုံကျော်ဆက်သွယ်မှုများကိုအသုံးချခြင်းဖြစ်သောကြောင့်အလေးကျင့်တစ်ကိုတည်တံ့တရိယာနေစရာမလိုတော့ဘဲအလိုလျောက်ဖြစ်သွားစေပါသည်အလေးကျင့်တစ်ခုကိုရေရှည်တည်တံ့စေရန်အထီရောက်ဆုံးနည်းလမ်းမှာငါဘာရခြင်းလဲအောက်ခန်းဆိုသည့်အပေါ်မှာအာယုံမဆိုင်ဘဲငါဘလို့လူမျိုးဖြစ်ချင်တာလဲဆိုသည့်အပေါ်မှာပြောင်းလဲခြင်းဖြစ်သည်ဥပမာဆေးလိပ်ဖြတ်နေသူနှစ်ဦးကိုဆေးလိပ်ကမ်းကြည့်သောအခါပထမတစ်ဦးကကျေးဇူးပါကျွန်တော်ဆေးလိပ်ဖြတ်နေလို့ပါဟုညင်းသည်သူသည်မိမိကိုဆေးလိပ်တောက်သူဟုသတ်မှတ်ထားဆဲဖြစ်ပြီးဖြတ်ဖို့ကြိုးစားနေသူဟုမြင်သည်ဒုတိယတဦးကမူကျေးဇူးပါကျွန်တော်ဆေးလိပ်မတောက်တတ်ဘူးဟုညင်းသည်သူသည်မိမိကိုဆေးလိပ်မတောက်သူတယောက်ဖြစ်ပြောင်းလဲလိုက်ခြင်းဖြစ်သည်တင်သည်စာဖတ်ခြင်းလျင်စာဖတ်သူဖြစ်အောင်ကြိုးစားပါကျမ်းမာခြင်းလျင်ကျမ်းမာရေးလိုက်စားသူဖြစ်ကိုသတ်မှတ်ပါတင်ရဲ့လှုပ်ဆောင်ချက်တိုင်းဟာတင်ဖြစ်ခြင်းတဲ့အတွက်မဲပေးလိုက်ခြင်းဖြစ်ပါသည်လူအတော်များများကအလေးကျင့်ကောင်းတစ်ခုကိုတိဆောက်တဲ့အခါစိတ်တက်ကြံ့ခိုင်မှုဝယ်ပါဝါတစ်ခုတည်းကိုပဲအားကိုးတတ်ကြပါတယ်ဒါပေမဲ့လက်တွေ့မှာတော့စိတ်တက်ကြံ့ခိုင်မှုဆိုတာကုန်ခန်းသွားတတ်တဲ့စွမ်းရည်တစ်ခုလိုပါပဲတနေ့လုံးအလုံးမှာပင်ပန်းလာတဲ့အခါစိတ်ဖိစီးမှုများတဲ့အခါမှာတင်းရဲ့စိတ်တက်ကြံ့ခိုင်မှုကအားနည်းသွားပြီးအကျင့်ဟောင်းတွေစီပြန်ရောက်သွားတတ်ပါတယ်။ဒါကြောင့်စိတ်တက်ကိုအားကိုးမဲ့စားတင်းရဲ့ပတ်ဝန်းကျင်အံဝိုင်းရောမှန်ကိုအားကိုးရပါမယ်။ပတ်ဝန်းကျင်ဟာကျွန်ုပ်တို့ရဲ့အပြုအမူတွေကိုမတိမတာထိန်းချောင်းပေးနေတဲ့မမြင်ရတဲ့လက်တံတစ်ခုဖြစ်ပါတယ်။အလေးအကျင့်ကောင်းတစ်ခုကိုရေရှည်လုပ်ချင်ရင်အဲ့ဒီအလုပ်ကိုလုပ်ဖို့အတွက်လိုအပ်တဲ့ပို့တိုက်မှု friction ကိုလျှော့ချပြရပါမယ်။ဆိုလိုတာကအဲ့ဒီအလုပ်ကိုလုပ်ရတာအလွန်လွယ်ကူသွားအောင်ပတ်ဝန်းကျင်ကိုကြိုတင်ပြင်ဆင်ထားတာပါ။ဥပမာတင်ကမနက်ဖြန်မနက်မှာလေ့ကျင့်ခန်းလုပ်ချင်နေဆိုရင်မနက်ကြမှဝတ်စုံရှာဖက်နှက်ရှာမလုပ်ပါနဲ့ညအိပ်ရာမဝင်ခင်ကတည်းကလေ့ကျင့်ခန်းဝတ်စုံနဲ့ဖက်နှက်ကိုကတင်ပေးမှာအစင်သင့်ချထားလိုက်ပါတင်ကစာဖတ်ချင်နေဆိုရင်စာအုပ်ကိုဘီရိုထဲထည့်မထားဘဲတင်အမြဲထိုင်နေကြဆိုဖာပေါ်မှာဒါမှမဟုတ်ခေါင်းပေးမှာအစင်သင့်တင်ထားပါအချက်ပေးမှုကိုမြင်သာအောင်လုပ်ထားပြီးလှုပ်ဆောင်ရမယ့်အဆင့်တွေကိုအနည်းဆုံးဖြစ်အောင်လျှော့ချထားတဲ့အခါတင်အုံနောက်ကအဲ့ဒီအလုပ်ကိုညှင်းဆန်ဖို့ခက်ခဲသွားပါလိမ့်မယ်အလေးကျင့်ကောင်းတွေကိုတိဆောက်ရတာခက်ခဲတယ်လို့အလေးကျင့်ဆိုးတွေကိုဖျောက်ဖျက်ဖို့ကလည်းခက်ခဲလာပါတယ်လူတွေဟာငါဒါကိုမလုပ်တော့ဘူးလို့စိတ်ပိုင်းဖြတ်ထားပေမဲ့အဲ့ဒီအရာကိုမျက်စိရှိမှမြင်နေရရင်တော့စိတ်ကိုထိန်းချုပ်ဖို့ကမဖြစ်နိုင်တဲ့လောက်ပါပဲစိတ်ပညာရှင်တွေရဲ့လေ့လာမှုအရအလေးကျင့်ဆိုးကိုကောင်းကောင်းထိန်းချုပ်နိုင်သူတွေဟာတကယ်တော့စိတ်သက်ပူခိုင်မာသူတွေမဟုတ်ပဲအလေးကျင့်ဆိုးဖြစ်စေမဲ့တွေးဆောင်မှုတွေနဲ့ဝေးရမှာနေထိုင်သူတွေသာဖြစ်ပါတယ်တနည်းအားဖြင့်သူတို့ဟာသူတို့ရဲ့ပတ်ဝန်းကျင်ကိုအစိတ်တောက်ကင်းအောင်ဖန်တီးထားသူတွေဖြစ်ပါတယ်အလေးကျင့်ဆိုတစ်ခုကိုဖျောက်ချင်ရင်အဲ့ဒီအလုပ်ကိုလုပ်ဖို့ခက်ခဲသွားအောင်ပို့တိုက်မှုတွေကိုတမင်တကာဖန်တီးရပါမယ်။ဥပမာတင်ကဖုန်းရမ်းသုံးမိလို့စိတ်ညစ်နေတယ်ဆိုရင်အလုပ်လုပ်ချိန်မှာဖုန်းကိုတခြားအခန်းထဲမှာထားခဲ့ပါဒါမှမဟုတ်အန်ဆွဲတဲ့ထည့်ပိတ်ထားပါ။တင်ကမုတ်အချိုတွေအရန်စားမိနေတယ်ဆိုရင်အိမ်ထဲကိုမုတ်တွေဝယ်မလာပါနဲ့။မုတ်စားချင်ရင်အပြင်ကိုထွက်ဝယ်ရမယ်ဆိုတဲ့အဆင့်တစ်ခုထည့်ထားလိုက်တဲ့အခါတင်ရဲ့ပြင်းရည်စိတ်ကအဲ့ဒီအလေးကျင့်ဆိုကိုတားဆီးပေးပါလိမ့်မယ်။မျက်စိထဲမရှိရင်စိတ်ထဲမရှိတော့ဘူးဆိုတဲ့စကားအတိုင်းအလေးကျင့်ဆိုဖြစ်စေမဲ့အချက်ပေးမှုတွေကိုမမြင်ရအောင်ဖျောက်ထားခြင်းအင်ဝစ်စစ်ပဲဖြစ်အောင်လုပ်ခြင်းဟာအထီရောက်ဆုံးနည်းလမ်းပါပဲတင်နေထိုင်တဲ့ပတ်ဝန်းကျင်ဟာတင့်ကိုပုံဖော်နေတာဖြစ်တဲ့အတွက်တင့်ကိုတိုးတက်စေမဲ့ပတ်ဝန်းကျင်မျိုးကိုကိုယ်တိုင်ပြည်သူ့ကပညာရှင်တယောက်လိုဖန်တီးယူပါအောင်မြင်မှုဆိုဒီမှာတခါတရံမှလှုပ်လိုက်တော့ကြီးမားသည့်လှုပ်ဆောင်ချက်များကြောင့်ဖြစ်လာသည်မဟုတ်ပဲနေ့စဉ်ပုံမှန်လှုပ်ဆောင်သောအသေးမွှားလေးများ၏စူးစီးမှုပင်ဖြစ်ပါသည်လူအများစုသည်အလုပ်တစ်ခုကိုစတင်သည့်အခါအာတုံခွန်ဆိုင်လုပ်တတ်ကြတော့လဲရလက်ချက်ချင်းမမြင်ရသည့်အခါလက်လျှော့သွားတတ်ကြသည် consistency သည်ပြင်းစရာကောင်းသည်ဟုထင်ရတော့လဲရင်းသည်သာတင့်ကိုကျွမ်းကျင်သူတစ်ယောက်ဖြစ်စေနိုင်သည့်တစ်ခုလေးသောလမ်းပြမြေပုံဖြစ်ပါသည်တင်သည်တစ်နေ့ကို10နာရီစာဖတ်ပြီးကြံသည့်တစ်လလုံးစာမဖတ်ဘဲနေခြင်းထက်တစ်နေ့ကို15မိနစ်ပဲဖတ်ပြီးနေ့တိုင်းဖတ်ခြင်းကတင့်အုံနောက်ထဲတွင်ဘ ഹു တုတများကိုပုံမခိုင်မာစွာတိဆောက်ပေးပါလိမ့်မည်အလေးအကျင့်တစ်ခုတိဆောက်ရာတွင်အကြီးမားဆုံးအမှားမှာပြည့်စုံရမည်ဟုသတ်မှတ်ထားခြင်းဖြစ်သည်
လူဆိုဒီမှာအကြောင်းမျိုးမျိုးကြောင့်အလုပ်တစ်ခုကိုပြက်ကွက်တတ်သည်အရေးကြီးသည်မှာတရက်ပြက်သွားခြင်းမဟုတ်ဘဲဒုတိယမြောက်နေ့ထပ်မပြက်စေရန်ထိမ့်သိမ်းခြင်းဖြစ်သည်တရက်ပြက်ခြင်းမှာမတော်တဆဖြစ်တော်လဲနှစ်ရက်ဆက်တိုက်ပြက်ခြင်းမှာအလေးအကျင့်တစ်ခုစတင်လိုက်ခြင်းပင်ဖြစ်သည်ထို့ကြောင့် never mid try နိယာမကိုစုပ်ကင်ထားပါတရက်ပြက်ကွက်သွားလျင်နောက်တရက်တွင်မဖြစ်မနေပြန်လည်စတင်ပါဤစိတ်ဓာတ်သည်တင့်ကိုရေရှည်ခရီးတွင်အရှုံးမပေးအောင်ကူညီပေးပါလိမ့်မည်ကျွန်ုပ်တို့၏အုံနောက်သည်တိုးတက်မှုကိုမြင်တွေ့ရသည့်အခါပုံမပျော်ရွှင်ပြီးဆက်လုပ်ခြင်းစိတ်ပေါ်လာတတ်သည်ထို့ကြောင့် habit tracker တစ်ခုထားရှိခြင်းသည်အလွန်ထိရောက်ပါသည်ပြက်ခိန်ပေါ်တွင်တင်လှုပ်ဆောင်ပြီးသောရက်များကိုကြက်ချီခတ်သွားခြင်းသို့မဟုတ်အတစ်ခုခုတွင်မှတ်တမ်းတင်ခြင်းသည်တင်အားဒန်းဆိုသည့်ကျေနပ်မှုကိုပေးစွမ်းနိုင်သည်ထိုမှတ်တမ်းများသည်တင်ဖြတ်တန်းလာခဲ့သောခရီးကိုတက်တည်ပြနေသည့်အတွက်ငါဒီလောက်တောင်လှုပ်လာခဲ့တာအလားဟာတာအဖြစ်မခံနိုင်ဘူးဆိုသည့်စိတ်ကိုဖြစ်ပေါ်စေပြီးအလေးအကျင့်မပြတ်တောက်အောင်ဝန်းရံပေးပါလိမ့်မည်ဒီနေ့ခေတ်သည် instant ခေတ်ဖြစ်သည်အစားအသောက်မှအစအောင်မြင်မှုအထိချက်ချင်းရခြင်းကြသည်သို့သောအလေးအကျင့်တစ်ခုအသားကျဖို့နှင့်ရလက်ထွက်ဖို့မှာအချိန်ယူရပါသည် delay gratification ခေါ်သည့်ဆုလက်ကိုအချိန်ဆွဲပြီးခံစားတတ်သည့်စိတ်သက်ရှိရန်လိုအပ်ပါသည်တင်လှုပ်ဆောင်နေသောအလုပ်သည်ယခုလောလောဆယ်တွင်ဘာမှမထူးခြားဟုထင်ရတော့လဲရင်းသည်မြေအောက်ထဲတွင်အမြင့်တွယ်နေသောဝါပင်တပင်ကဲ့သို့ပင်ဖြစ်သည်နှစ်အတော်ကြာမြေအောက်တွင်သာရှိနေပြီးအချိန်တန်သည့်အခါရက်ပိုင်းအတွင်းပေပေါင်းများစွာမြင့်တက်လာတတ်ပါသည်ထိုအချိန်ကိုရောက်သည့်အထိစိတ်ရှည်စွာဖြင့်စက်တိုက်လှုပ်ဆောင်သွားရန်သာလိုအပ်သည်အလုပ်တစ်ခုကိုလှုပ်ချင်စိတ်မရှိသည့်အခါပြင်းရည်နေသည့်အခါတိုင်းစတင်ခြင်းကိုအာရုံစိုက်ပါရှေ့တွင်ဖော်ပြခဲ့သော2မိနစ်နိယာမကိုပြန်လည်သုံးချပါစိတ်ထဲတွင်ငါ9မိနစ်ပဲလုပ်မယ်ဟုကိုလှည့်စားပြီးစတင်လိုက်ပါအလုပ်တစ်ခု၏အခက်ဆုံးအပိုင်းမှာစတင်ခြင်းဖြစ်ပြီးစတင်ပြီးသွားပါကအုံနောက်သည့်အလုပ်ထဲသို့စီးမျောဝင်ရောက်သွားတတ်ပါသည်အလုပ်တစ်ခုကိုအောင်မြင်ဖို့အတွက်စိတ်ပါလက်ပါရှိနေဖို့မလိုပါဘူးအလုပ်စပွဲမှာထိုင်နေဖို့ပဲလိုတာပါအလုပ်လုပ်ခြင်းကသာစိတ်တက်ကြွမှုကိုဖြစ်စေသည် action create motivation ဆိုသည့်အမှန်တရားကိုမှတ်သားထားပါအလေးအကျင့်တစ်ခုကိုရေရှည်သွားနိုင်ဖို့ဆိုလျင်ထိုအလုပ်ကိုလုပ်ရခြင်းသည်ပျော်စရာဖြစ်နေဖို့လိုပါသည်အုံနောက်သည်ဆုလက် reward ကိုကြိုက်နှစ်သက်သည်ထို့ကြောင့်အလေးအကျင့်တစ်ခုပြီးမြောက်သည့်အခါတိုင်းကိုဆုတစ်ခုပေးပါထိုဆုသည်ကြီးကျယ်စရာမလိုပါမိမိနှစ်သက်သည့်ကော်ဖီတစ်ခွက်တောက်ခြင်းသို့မဟုတ်10မိနစ်ခန့်အနားယူခြင်းမျိုးဖြစ်နိုင်သည်ဤကဲ့သို့ဆုချခြင်းဖြင့်တင်အုံနောက်သည်ဒီအလုပ်ကိုလုပ်ရင်ဆုရတယ်ဟုမှတ်သားသွားပြီးနောက်ပိုင်းတွင်ထိုအလုပ်ကိုလုပ်ရန်တွန်းအားပေးနေစရာမလိုတော့ဘဲအလိုလျောက်လုပ်ချင်စိတ်ပေါ်လာပါလိမ့်မည်ခီးရှည်သွားသည့်အခါပင်ပန်းနွမ်းနယ်ခြင်းမှာတဘာဝပင်ဖြစ်သည်ထိုအခါမျိုးတွင်အနားယူပါလက်မလျှော့ပါနဲ့ပင်ပန်းလာလျင်အနားယူတတ်ရန်လေ့ကျင့်ပါအလုပ်ကိုရပ်ပစ်လိုက်ရန်မဟုတ်ပါတင်းရဲ့ရည်မှန်းချက်ကိုပြန်လည်ဆန်းစစ်ပါတင်ပါကြောင့်စတင်ခဲ့တယ်လဲဆိုသည်တွေးပါအခြားသူများနှင့်နှိုင်းယှဉ်ခြင်းကိုရပ်တန့်ပါတင်ဤပြိုင်ဘက်မှာမနေ့ကတင်တာဖြစ်သည်မနေ့ကထက်ဒီနေ့အနည်းငယ်ပိုကောင်းနေလျင်တင်သည်အောင်မြင်နေပြီဖြစ်သည်ရေရှည်ခရီးတွင်အရေးကြီးဆုံးမှာမိမိကိုယ်မိမိယုံကြည်မှုရှိဖြင့်ခြေလမ်းမှန်မှန်လှမ်းသွားနိုင်ရန်သာဖြစ်သည်ကျွန်ုပ်တို့အများစုဟာအတိတ်ဆိုတဲ့ထောင်ချောက်ထဲမှာပိတ်မိနေတတ်ကြပါတယ်မနေ့ကငါအချိန်တွေအလားအကဖြုံးခဲ့မိတယ်ပြီးခဲ့တဲ့လကငါဘာမှဖြစ်မြောက်အောင်မလုပ်နိုင်ခဲ့ဘူးဆိုတဲ့နောင်တတွေကရှေ့ဆက်ရမယ့်ခြေလမ်းတွေကိုလေးလံစေပါတယ်တကယ်တော့အတိတ်ဆိုတာပြင်လို့မရတော့တဲ့မှတ်တမ်းတစ်ခုသာဖြစ်ပြီးအနာဂတ်ဆိုတာကလည်းမရောက်သေးတဲ့စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်ပါတယ်ကျွန်ုပ်တို့တကယ်ပိုင်ဆိုင်တာဟာယနေ့ဆိုတဲ့လက်ရှိအချိန်လေးပါပဲဒီနေ့မှာတင်မာလုပ်နေတယ်လဲဆိုတာကတင်ဘဝရဲ့လားရာကိုဆုံးဖြတ်ပေးပါတယ်မနေ့ကတင်လဲကြခဲ့ရင်တော့ဒီနေ့မှာပြန်ထားဖို့ဆုံးဖြတ်လိုက်တာဟာအောင်မြင်မှုရဲ့အစပဲဖြစ်ပါတယ်အတိတ်ကအမှားတွေကိုသင်ခန်းစာအဖြစ်ပဲတင်ထားပြီးဒီနေ့မှာငါဘာကိုအကောင်းဆုံးလုပ်နိုင်မလဲဆိုတဲ့အချက်ကိုပဲအာရုံစိုက်ပါအလေးကျင့်ကောင်းတွေရဲ့စွမ်းအားဟာတင်ဘသူဖြစ်ခဲ့လဲဆိုတာထက်တင်ဘသူဖြစ်လာနိုင်မလဲဆိုတာကိုပိုပြီးအလေးထားပါတယ်ဒီနေ့မှာလှမ်းလိုက်တဲ့ခြေလမ်းအသေးလေးတစ်လမ်းဟာအတိတ်ကမိုင်ပေါင်းများစွာသောမှားယွင်းမှုတွေကိုခြေဖြတ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်ဘဝဆိုတာအဆုံးသတ်မရှိတဲ့ကြောင်းတော်ကြီးတစ်ခုလိုပါပဲအောင်မြင်မှုဆိုတာရောက်သွားရင်ရက်လိုက်ရမယ့်ပန်းတိုင်တစ်ခုမဟုတ်ပဲစဉ်ဆက်မပြတ်တိုးတက်နေတဲ့ဖြစ်စဉ် process တစ်ခုဖြစ်ပါတယ်အလေးကျင့်ကောင်းတွေကိုတိဆောက်တဲ့နေရာမှာငါအကုန်သိပြီးသားပဲဆိုတဲ့စိတ်ဓာတ်ထက်ငါဘာတွေထပ်ပြီးတင်ယူလို့ရအောင်မလဲဆိုတဲ့စိတ်ဓာတ် growth mindset ရှိဖို့အလွန်အရေးကြီးပါတယ်တင်ယူခြင်းဟာစာအုပ်ဖတ်တာတစ်ခုတည်းကိုဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့အမှားတွေစီကတင်ယူတာပတ်ဝန်းကျင်ကလူတွေစီကတင်ယူတာနဲ့အခက်အခဲတွေကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုတာကိုလက်တွေ့စမ်းသပ်တာတွေအားလုံးဟာတင်ယူခြင်းပါပဲနေ့စဉ်100%ပိုကောင်းလာဖို့စူးစမ်းနေသူတယောက်အတွက်လောကမှာအရှုံးဆိုတာမရှိပါဘူးရှိတာကအောင်မြင်မှုနဲ့သင်ခန်းစာပဲဖြစ်ပါတယ်ကိုအမြဲတမ်းအတိတ်ဖြစ်နေတဲ့လူတယောက်အဖြစ်ပုံဖော်ပါအဲ့ဒီလိုပုံဖော်ခြင်းကတင့်ကိုခင်နောက်ကြမကြံခဲ့စေရုံနဲ့မကပဲဘဝရဲ့စိန်ခေါ်မှုတိုင်းကိုရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်တဲ့တတိကိုလည်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်စာအုပ်တအုပ်ကိုဖတ်ရတာဟာလွယ်ကူပေမဲ့အဲ့ဒီထဲကအချက်တွေကိုလက်တွေ့ဘဝထဲယူဆောင်လာဖို့ကတော့တင့်ရဲ့ရဲဝံ့မှုအပေါ်မှာပဲမူတည်ပါတယ်ကျွန်တော်တို့အတူတူလေ့လာခဲ့တဲ့အသေးမွှားလေးတွေရဲ့စွမ်းအားစနစ်တကျနေထိုင်မှုနဲ့မစုံမနစ်သောဆွဲလုံးလွယ်တွေဟာတင့်လက်ထဲကကရိယာတွေပါပဲဘဝဆိုတာကြီးမားတဲ့ကြောက်တုံးကြီးတစ်တုံးနဲ့တူပါတယ်အဲ့ဒီကြောက်တုံးကြီးကိုလှပတဲ့ပပူရုပ်ဖြစ်လာအောင်ထုစစ်ဖို့ဆိုတာတစ်ချက်တည်းနဲ့မရနိုင်ပါဘူး
နေ့စဉ်နေ့တိုင်းတင်းငယ်တဲ့ထုစစ်မှုလေးတွေမတိတာတဲ့အမှုစိတ်မှုလေးတွေကနေသာလက်ရပြောင်မြောက်တဲ့အမှုပညာတစ်ခုဖြစ်လာမှာပါ။တင်းရဲ့အလေးကျင့်လေးတွေဟာအဲ့ဒီလိုထုစစ်နေတဲ့လက်ရလေးတွေပါပဲဒီစာအုပ်ကိုပိတ်လိုက်တဲ့အခါမှာတင်းစိတ်ထဲမှာအစီအစဉ်တွေအများကြီးရှိနေနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအစီအစဉ်တွေအလုံးထက်အရေးကြီးတာကအခုချက်ချင်းဘာဆက်လုပ်မလဲဆိုတာပါပဲ။မနှက်ဖြန်ကိုမစောင့်ပါနဲ့။မနှက်ဖြန်ဆိုတာအလုံးမလုံးချင်သူတွေရဲ့အကောင်းဆုံးစင်ကြေတစ်ခုသာဖြစ်ပါတယ်။တင်ဖြစ်ချင်တဲ့ပုံစံတင်ရချင်တဲ့ဘဝအတွက်ဒီနေ့ဒီအချိန်ဒီနေရာကနေပဲစတင်လိုက်ပါတရားခိုင်နှုန်းသောတိုးတက်မှုဟာအစပိုင်းမှာတင်းငယ်နေပါလိမ့်မယ်။ဒါပေမဲ့အချိန်တွေကုန်လွန်သွားတဲ့အခါတင်ဟာအနောက်ကိုပြန်ကြည့်ပြီးငါအဲ့ဒီတုန်းကစတင်ခဲ့လို့တော်သေးတာပေါ့ဆိုပြီးကိုဂုံယူစွာနဲ့ပြောနိုင်ပါလိမ့်မယ်။တင်ဟာတင်ထင်ထားတာထက်ပိုပြီးစွမ်းဆောင်နိုင်သူပါ။အစပြုလိုက်ပါ။ယနေ့ကစပြီးတင်ဟာပိုကောင်းတဲ့လူတစ်ယောက်ဖြစ်နေပါပြီ။